ချစ်ကိုမချစ်တော့လို့မဟုတ်ဘူးပိုချစ်လွန်လို့လွတ်ပေးလိုက်တာ ကချင်ကအရန်ချစ်ခဲ့ကြတဲ့ချစ်သူဆောင်တွဲလီပေါ့ ကောင်းလေးကကောင်းလေးထက်တစ်နှစ်နီးပါအသက်ပိုကြီးပေမဲ့သူ့ကောင်းလေးကိုလို့ပဲခေါ်တယ်ကောင်းမလေးကကိုလို့ခေါ်ရတာကိုပို့တဘောကြလို့ပါ တနေ့မှာတော့ကောင်လေးကသူချစ်သူကောင်မလေးကို ချစ်ကိုတို့လမ်းခွဲကြရအောင် ကိုဘာဖြစ်လို့လဲချစ်ကိုအဲ့လိုမစပါနဲ့ ကောင်းမလေးကဝမ်းနဲ့စွာနဲ့မျက်ရည်စီးကြရင်ချစ်ကိုစနေတာမဟုတ်ဘူးကိုအတီပြောနေတာ ကိုဘာလို့လဲချစ်ဘာအမားလုပ်မိလို့လဲချစ်ကိုနဲ့မခွဲနိုင်ဘူးမခွဲချင်ဘူးဘာလို့လဲဆိုပြီးငိုနေပါတော့တယ် ကောင်မလေးကဝမ်းနဲ့စွာနဲ့ချစ်မငိုပါနဲ့ကိုမအကြောင်းပြချက်တော့မရှိဘူးဒါပေမဲ့ကိုတို့ခဏလမ်းခွဲမှဖြစ်မယ်ဆိုပြီးပြောလိုက်တဲ့အခါ ကိုရေဘာလို့လဲဘာကြောင့်လဲချစ်ကိုမချစ်တော့လို့လားကိုမနောက်တစ်ယောက်ရှိနေပြီလားအသက်သွေးနေပြီလားဆိုပြီးမိခိုးများစွာမင်းနေမိတော့တယ် ကောင်မလေးကကိုမနောက်တစ်ယောက်လည်းမရှိပါဘူးအစ်စ်လည်းမတွေ့ပါဘူးဆိုပြီးဝမ်းနဲ့စွာနဲ့ပြန်ပြောလိုက်တယ် ကောင်မလေးကလည်းအဲ့ဒါဆိုကိုချစ်ကိုနောက်ဆုံးအနေနဲ့တစ်ခေါက်လောက်တွေ့ခွင့်ပြုပါချစ်ကိုအပြင်မှာပဲလူချင်းတွေ့ပြီးအဖြေပေးသလိုအပြင်မှာပဲလူချင်းတွေ့ပြီးအတီးပြုတ်လမ်းခွဲပေးပါလို့ငိုနေရင်ပြောလာတဲ့အခါ ကောင်မလေးကလည်းအင်းချစ်အားဆိုကိုတို့လာမဲ့တောက်ချာနေမှာတွေ့မယ်နော်ခုနိုင်နော်လို့နာကျင်စွာနဲ့နှုတ်ဆက်ပြီးမျက်ရည်တွေစီးကြလာလို့လိုင်းပေါ်ကဆင်းသွားပါတယ်